္ဂလာပါရှင်ဒီနေ့တော့ငါးကြော်နှက်လေးလှုပ်စားဖြစ်ပါတယ်ဒါကတော့ငချင်းအကြီးတစ်ကောင်ကြော်ထားတာပါငါးကိုမကြော်ခင်မှာစားစနွင်ဟင်းခမ်းမှုန့်နဲ့အရသာဝင်အောင်သေချာလေးနေပြီးတော့အရင်နှက်ထားပါတယ်ပြီးရင်တော့ကျွတ်လေးဖြစ်အောင်ကြော်ပါမယ်ဒါကတော့1 ကီလိုခွဲရှိတဲ့ငချင်းတစ်ကောင်ပါတစ်ဖက်ကကြက်ပြီးဆိုရင်နောက်တစ်ဖက်ကိုလှန်ပေးပါမယ်ဒီလောက်နေထားဆိုရင်ရပါပြီပြီးရင်တော့ရှက်ဖို့အတွက်အသီးရွက်တွေစလှီးထားပါပြီငါးကြော်ဆယ်ပြီးတော့စီကိုအရင်အပူပေးထားပါမယ်ပြီးရင်တော့ကြက်သွန်နီကိုလေးစိတ်ထိုးမယ်ခရမ်းကျင်သီးထည့်မယ်ကြက်သွန်ဖြူချင်းထောင်းထားတာကိုထည့်ပါမယ်ကြက်သွန်ဖြူချင်းနဲ့ကြက်သွန်နီတို့မှုေးလာတဲ့အထိအရင်ကြော်ပါမယ်အယောင်တင်မှုန့်နဲ့ထည့်ပါမယ်ရွှေအိုရောင်တန်းလာပြီးတော့မှုေးလာပါပြီခရမ်းညင်ကြီးထည့်ပါမယ်ခရမ်းညင်ဒီအနှစ်လေးရလာပြီဆိုရင်ငရုတ်သီးစိမ်းလေးတွေထည့်ပါမယ်အဆက်စားခြင်းတဲ့လူကတော့ငရုတ်သီးမှုန့်ထည့်လို့ရပါတယ်ဒါအဆက်မစားတဲ့လူတွေပါပြီးရင်တော့ကြော်ထားပြီးသားငါးလေးတွေကိုထည့်ပေးပါမယ်အိုးကသေးပြီးတော့ငါးကအရမ်းများနေတာမို့လို့နည်းနည်းစီခွဲပြီးတော့ကြော်ပါတယ်အထက်အောက်လေးလှန်ပေးပါမယ်အဓိကကတော့အနှစ်ကိုငါးအသားနဲ့ဝင်သွားအောင်ပါတေချာလေးတမအောင်မှွေပေးပါမယ်ငါးကောင်းတွေကိုတော့ကြော်ပြီးတော့ဖယ်ထားပါတယ်ဒါကတော့ကြံတဲ့အသားပိုင်းတွေပါအရသာအကုန်လုံးဝင်ဖို့အတွက်ရေလေးနည်းနည်းလေးထည့်ပါမယ်တကယ်လို့ငါးကြော်ပေါင်းထားတာကြိုက်တဲ့သူတွေအတွက်ဆိုလည်းအကြာကြီးထားပြီးတော့ပေါင်းလို့ရပါတယ်ကျွန်မကတော့ငါးကြော်နှက်လောက်တာဖြစ်တဲ့အတွက်ရေနည်းနည်းပဲထည့်ပြီးတော့ခဏပဲအနှစ်ရအောင်လုပ်လိုက်တာပါရေလေးတွေပွက်လာပြီးစီပြန်လာပြီးဆိုရင်တော့စားလို့ရပါပြီဒါလေးကတော့အရန်ကောင်းတဲ့ငါးကြော်နှက်လေးပါမှုေးလေးနဲ့အရန်နဲ့စားလို့ကောင်းပါတယ်လောက်စားကြည့်ကြပါနော်အဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်